မြန်မာနိုင်ငံမှာတိုင်းဒေသကြီးဘယ်နှခုရှိလဲခုနှစ်ခုသိကြရနော် သိချာ ပြည်နယ်အောင်အဲ့ဒါ ပြည်နယ်ကလည်းခုနှစ်ခုပဲ တိုင်းခုနှစ်ခုလုံးသိတယ်โอเคအဲ့လိုဒီလုံးမယ်ကျွန်တော်စက္ကန့်20ပေးမယ်အဲ့20အတွင်းမှာခုနှစ်ခုလုံးမှန်မဖြစ်နေကျွန်တော်2000ပေးမယ်တိ မကွေးတနင်္သာရီပဲခူးရန်ကုန်အေရဝတီပြီးတော့စကိုင်းစကိုင်း ဟို စကိုင်းရယ် ရှေးကို30နော်30ပြည့်ပါနော်အေးနောက်30ကျန်သေးရနော်အခုနှစ်ခုရမယ် 6ခုရတစ်ခုပဲကျန်တော့ ထက်မကွေး 17 ပဲခူးပဲခူး သိကြလားโอเคပြန်ရော ပဲခူးရယ်မကွေးရယ်တနင်္သာရီရယ်ပဲခူးရန်ကုန်ရယ်ပြီးတော့စကိုင်းရယ်အဲ့ဘယ်လိုနှစ်ခုပြန်သွား 17 မသိရော 13ရထက်ပြန်မကွေးပဲခူးတနင်္သာရီရန်ကုန်အေရဝတီစကိုင်း 19 တခုပြောင်းနေ ကျန်သေးတယ် တခုခုနပြည့်သွားပြီမလား မပြေဘူးလေကျန်သေးတယ် တခုကြံအောင် တ ကြံ ခု တ ကျန်သေးတယ်19ကျန်သေးတယ်20 ခုပဲလို့လား